ပြောလေ ဒါနဲ့မင်းမယူရမယ် မင်းမယူပါတာကွာငါလာပြောနေ ဒါနဲ့အာစီတခုတော့မယုံမယ် အာမေးမ အာစီကတပည့်တက်ဘူးသူလာလည်းရှိရဆိုတော့ဘာညာပေါ့ ဟောညလေကြီးကျင်တယ်ဘူးဒရိုက်ပါလားတော့မင်းပြောလိုက်ရပြောသမှာ တပည့်ဆိုတာလည်းတင်းနေလားတပည့်ကလည်းတင်းနေလားယူရင်စင်ပြပါမလား အာတနင်းလာတော့မင်းငါကြောက်ပြီးတော့တင်းနေလာမလားတော့စီးပွားဖြစ်ပါတယ်တဲ့ယူပါတဲ့ပါတယ်လားဖြစ်တော့ တပည့်ဒီဆော်ပဲယူတော့မယ်ဗျာ အာယူကွာ အဲ့ဆိုကကျောင်းစော်အင်္ဂါနဲ့ကျောင်းအင်္ဂါနဲ့တဲ့ ဟာအင်္ဂါရမတည့်ဘူးနော် ဘာလို့လုံး ဟာအင်္ဂါရထီးလို့မရဘူးမတည့်ဘူးမင်းလုံးကြီးထွက်လာမှာ ဘယ်အလုံးကြီးထွက်လာမှာလဲ ဒီကလုံးကြီးထွက်လာမှာဒီကလုံးကြီး ကျောင်းစော်နေတဲ့အင်္ဂါနဲ့ကျောင်းနေတဲ့အင်္ဂါနဲ့တဲ့လားလို့ပြောတာ တီးဦးလေကွာရှင်းမှာပြောငါတို့